抓鱼！哦！快点！抓鱼！先救人！တင်းနေတယ်။ကထားပြီးတော့ကြောက်ပြားသေးရကပြီးတော့လုံးနဲ့ဟိုအောက်မှနေတော့ပြုတ်ကျသွားတာ။ပြုတ်ကျပြီးတော့သူ့ထိသွားတာပေါ့။ခန်းထဲမှာဘယ်နောက်ခန်းလာရှိခန်းဆိုရင်တော့စိတ်နဲ့အရင်လေးနဲ့ပေါင်းစုံအစလည်းရှင်မဲလို့မထင်ပေါင်းစုံသူတို့ပြမိတဲ့အလွာအရင်ကိုရှင်တန်းဖို့ဟို